Hello, this is Teacher Nora Pyapai. So in today's video, I'm gonna share you 3 tips that can help you to gain confidence when speaking in English. Okay, so today video tomorrow English စကားပြောလေ့လာနေတဲ့သူတွေEnglish စကားပြောချင်တယ်ဒါပေမဲ့ဒီပြောလို့မထွက်ဘူးပေါ့နော်ကိုအားမရဘူးအဲ့လိုမျိုးစပြီးတော့မစတင်နိုင်ဘူးလို့ကိုခံစားနေရတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာအသုံးဝင်မဲ့အချက်လေး 3 ချက်ကိုပြောပြပေးသွားပါမယ်ပထမဆုံးချက်ကတော့ you don't need to be perfect you can make a lot of mistakes but it's still okay so you know like တော်တော်များများကဘယ်လိုဖြစ်ကြလဲဆိုတော့ငါစကားပြောတဲ့အခါမှာမှားနေမလားငါစကားပြောအမှားတွေပြောရင်ပေါ့နော်သူများကရှိမလားနှောင်းမလားအဲ့လိုမျိုးစိတ်တီးပေါ့နော်ကိုရှိနေတတ်တဲ့စိတ်တွေနဲ့ဒီစကားကပြောမထွက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဆိုတော့ first of all ပထမဆုံးအနေနဲ့ဘာဖြစ်ရမှာလဲဆိုတော့ကိုတည်ထားဖို့လိုတယ်အမှားကလုံနိုင်တယ်အမှားလုံလို့ရတယ်ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးပြီးတော့ခါကြတော့ perfect ဖြစ်မှစကားစပြောမယ်ဆိုတဲ့အတွေ့ကိုဖြောက်ထားဖို့လိုပါတယ်အမြဲတမ်း perfect ဖြစ်နေမှာမဟုတ်ဘူးအမှားတွေကလုံနိုင်တယ်အကုန်လုံးအားလုံးထဲမှာအရေးကြီးဆုံးကစကားပြောဖို့ပါစက်ကပြောထွက်ဖို့ပဲလိုလာပါစတင်ပြောထွက်ဖို့ပဲလိုတာဖြစ်ပါတယ်အမှားတွေအများကြီးလုံနိုင်မယ် perfect ဖြစ်နေမှာမဟုတ်ဘူးပထမဆုံးစလုပ်ရမှာကစကားစပြောဖို့ပါပဲဟုတ်ပြီနော်စကားပြောတဲ့ချိန်နဲ့ဘာလုပ်ရမလဲစကားပြောရမယ်ဒါကပထမဆုံးအရေးကြီးဆုံးအဆင့်1ဖြစ်ပါတယ် so number 2ကကြတော့ကိုကဥပမာကိုအင်္ဂလိပ်ကားကြီးကြည့်ရကြိုက်တယ်ဆိုရင်ကိုကြိုက်တဲ့ character ပေါ့နော် character role ကိုကလိုက်ပြီးတော့တူပြီးတော့စကားပြောတာမျိုးဒါကအရန်ကိုအသုံးဝင်တဲ့နည်းတစ်ခုဖြစ်ပါတယ်ဒီချက်ဆိုရင်တော့အခုလက်ရှိမှာဒီ IELTS speaking ကို IELTS ဖြည့်ခြင်းနဲ့အဲ့ဒီအတွက်ဒီ speaking ဘိုင်းကို practice လုပ်တယ်အထူးသဖြင့်ကိုကဒီ speaking ဘိုင်းမှာအားနည်းတယ်လို့ခံစားနေရတဲ့အခါမှာ speaking ကို practice လုပ်တယ်အထူးသဖြင့်အခုဆိုဘယ်လိုမျိုးလုပ်လဲဆိုရင်ဒီကိုလိုချင်တဲ့ target ပေါ့နော်ဥပမာ target လောက်ကိုရှိတယ် band score ရှိလောက်တဲ့ဒီ speakers တွေရဲ့သူတို့ဒီ mock test ဒီဖြည့်ထားတဲ့ test တစ်ခုလုံးမှာဖြည့်ထားတဲ့ပုံစံကိုကစကားလိုက်ပြောတယ်သူတို့ပြောသွားရင်စကားလုံးအတက်အကျ accent အတိုင်းကို pronunciation အတိုင်းကိုရအောင် practice လုပ်တယ်ဥပမာတစ်ခေါက်လည်းဖြစ်ချင်တယ်နှစ်ခေါက်လည်းဖြစ်ချင်တယ်ဒီလိုမျိုး practice လုပ်ရအောင်ဘာဖြစ်လာလဲဆိုတော့ဒီစကားပြောရတဲ့jaw မှာရှိတဲ့ muscle တွေကသူ့လို muscle တွေကကျင်သားရလာရင်စကားပြောထွက်ဖို့ကိုအတင်းကြီးလုံးယူနေစရာမလိုတော့ဘူးဆိုဒါကြောင့်မို့နောက်တစ်ခုကကြတော့ဒုတိယအချက်အနေနဲ့လေ့ကျင့်သင်တာကကိုကြိုက်တဲ့ဒီတရုပ်ဆောင် character roles ဒီအတိုင်းကိုကစကားပြောလိုက်တင်ကြည့်ဖို့လိုပါတယ်အဲ number 2ချက်ပါအဲ့ဒီဟာရဲ့အကျိုးကျေးဇူးက muscle တွေကအရန်ကြီးကိုတကယ်စကားပြောချင်တဲ့အခါမှာအတင်းကြီးလုံးယူနေစရာမလိုတော့ဘူးသူအလိုဖြစ်လာရပြောဖို့အတွက်ကိုလွယ်ကူလာရပေါ့နော်ပို့ပြီးတော့လွယ်ကူလာရဒါကတော့ number 2ဖြစ်ပါတယ် number 3ကတော့ကိုကတငယ်ချင်းတွေတခြားလူတွေနဲ့စကားပြောရမှာကို comfortable မဖြစ်ဘူး confident မရှိသေးဘူးစကားပြောဖို့လိုလာတဲ့အခါမှာစကားကပြောလို့မထွက်တော့ဘူးကဲအဲ့လိုဆိုရင်ကကြတော့အကောင်းဆုံးလေ့ကျင့်နည်းကတော့မှန်ကြည့်ပြီးကိုယ့်ဘာသာကိုစကားပြန်ပြောတဲ့နည်းဖြစ်ပါတယ်နောက်တစ်နည်းကတော့တတိယမြောက်အချက်ကတော့မှန်ကြည့်ပြီးတော့ကိုယ့်ဘာသာကိုစကားပြောတဲ့အကျင့်ဖြစ်ပါတယ်ဘယ်လိုမျိုးသွားလဲဆိုတော့ဟုတ်ပြီဒီကို practice လုပ်တယ်ကွာဒီ video character ထဲက character တွေအတိုင်းကိုကလိုက်ပြောရနေနောက်ဆက်ပြီးကိုသွားလို့ရတဲ့ဒီနေ့စကားပြောအချိန်ရလာပြီဆိုတော့အဲ့ဒီခါမှာနောက်တစ်နည်းအနေနဲ့ဆိုရင်မှန်ကိုကြည့်ပြီးတော့ကိုယ့်ဘာသာကိုစကားပြောကြည့်မကိစ္စမရှိဘူးဘယ်သူကမှလည်းကိုရင်းနေမှလည်းမဟုတ်တယ်လို့ဘယ်သူမှလည်းကိုမကြည့်နေဘူးဒါကတတိယအဆင့်အနေနဲ့လုပ်တဲ့အချက်ဖြစ်ပါတယ်ဒီလိုမျိုးတစ်ဆင့်နှစ်ဆင့်သုံးဆင့်အထူးသဖြင့်တစ်ကတော့ကိုယ်စိတ်ကိုပြင်ရတဲ့အဆင့်ပေါ့နော်ဒါကအချိန်တိုင်းလိုတယ်ဒါပေမဲ့စုပ်ကင်ပြနေလို့မရဘူးနံပါတ်2နဲ့နံပါတ်3ကိုကတော့ဒီလိုမျိုးပုံစံတိုင်းကိုနေ့တိုင်း practice လုပ်သွားတဲ့အခါကျရင်ရလာမယ့် result ကတိတတ်ရှိပါတယ်တခုပဲဘာလဲဆိုတော့ consistency ရှိဖို့လိုပါတယ်
consistency ရှိဖို့အရင်အရေးကြီးပါတယ် consistency ဆိုတာဒီနေ့လေဟုတ်ပြီဒီနေ့လေတနာရီ speaking practice ကိုဒီလိုမျိုးကျင့်မယ်ဆိုရင်နောက်နေ့လေတနာရီကျင့်ရမယ်ဟုတ်ပြီကိုကနေတိုင်းမသွားနိုင်ဘူးဆိုရင်တစ်ပတ်မှာ3ရက်သွားမလားတနင်္လာအင်္ဂါဗုဒ္ဓဟူသွားမယ်ဆိုရင်အပတ်တိုင်းကိုတနင်္လာအင်္ဂါဗုဒ္ဓဟူဒီချိန်မှာလေ့ကျင့်သွားဒီလိုမျိုးပုံစံနဲ့ဆိုရင်တေချာဘောက်ကိုအမခံပါတယ်အင်္ဂလိပ်စကားပြောတေချာဘောက်တိုးတက်လာပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်